ဒီနေ့ကတော့ရောင်းတန်းဝင်တဲ့9ဘတ်စိတ်လေးပြပေးလိုက်ပါတယ်ရှင်သူခုနှစ်ကတော့2540ခုနှစ်ဆိုရင်4000ဘတ်ကနေ1000ဘတ်အတွင်းရပါတယ်တဲ့ရှင်သိရင်သိတလို့လှရင်လှတလို့နေမှာပေါ့နော်ဒီမှာသူ white ပြထားတဲ့ခုနှစ်ကလေးတွေ့လား2540ဆိုရင်60မြောက်ဘရင်ပုံလေးဆိုလို့ရှိရင်ဝယ်တယ်လို့ပြောပါတယ်သူပြထားတဲ့အတိုင်းလေးပေါ့နော်အဲ့ဒါဆိုလို့ရှိရင်4000ဘတ်ကနေ1000ဘတ်အတွင်းရတယ်လို့ပြောပါတယ်ရှင်အဲ့တော့သူနဲ့100ရာခိုင်နှုန်းတူညီမှုရှိတဲ့9ဘတ်စီလေးဆိုလို့ရှိရင်တော့ရှောင်းတန်းဝင်ပါတယ်တဲ့ရှင်9ဘတ်စီ2540ခုနှစ်60မြောက်ဘရင်ရဲ့ပုံလေးဖြစ်ပါတယ်ရှင်4000ဘတ်ကနေ1000ဘတ်ဝန်းကျင်ဒီရပါတယ်တဲ့ရှင်ပြီးတော့ဒီဘက်မှာ2546 9ဘတ်စီ60မြောက်ဘရင်ပဲသူကတော့400ဘတ်ကနေ600ဘတ်အတွင်းရပါတယ်တဲ့ရှင်ကဲအဲ့ဒီတော့9ဘတ်စီလေးတွေရှိတဲ့သူတွေခုနှစ်ကလေးတွေစစ်ကြည့်ပေါ့နော်9ဘတ်စီကတော့အရန်ကိုပေါ်ပေါ်များများရှိတဲ့ထက်မှာမအားတဲ့ချိန်လေးစစ်ကြည့်ပေါ့နော်မနှင်တော့လာမမီးနဲ့မနှင်ကထိုင်းစာမတက်ဘူးเนาะဒါအောက်မှာအင်္ဂလိပ်2546ဆိုတာတွေတွေ့လို့ဒါဒီလိုမျိုးလေးပြောပြပေးတာပဲရှိရယ်เนาะကဲအားလုံးကန်ထူးကန်ကောင်းကြပါစေရှင်9ဘတ်စီ60မြောက်ဘရင်2546နဲ့အတူ2540ခုနှစ်တည်းဆိုရင်ရောင်းတန်းဝင်ပါတယ်တဲ့ရှင်အားလုံးကန်ထူးကန်ကောင်းကြပါစေเนาะ